ဒီနေ့တင်ကအလှစတိုင်းပစွန်ကြောင့်အပိကြော်လေးကြော်ပြပါမယ်ရှင်လူတွေမှာကျွနေကြပုံစံတိုင်းပစွန်ကြောင့်ချူလေးနဲ့အပိကြော်လေးပါလွယ်တဲ့ပစ္စည်းတွေကတော့ရှီမပြထားတယ်ပါရှင်ကြော်တဲ့ခါမှာကျမတို့ပဲစီသက်တန်းရွှေအောင်လေးကိုသုံးပါတယ်စနစ်မုတ်လေးနဲ့ငယ်ထဲမဲ့စီပူလာလို့ရှိရင်ချွတ်သွန်ညီကိုကျွရတဲ့ထိတဲ့စစ်တက်မှာပေါ့နော်အဲ့ကြားမှာကျမငပိလေးပါတစ်ခါလေးစစ်တက်လိုက်ပါတယ်ချွတ်သွန်ညီလေးကကျွရလာပြီဆိုရင်ထောင်းထားတဲ့ပစွန်ချောင်းမုံမြူတီချမ်းပန်းမုံရတာမုံစာငမ်းမြရီတို့တစ်ခါထည့်ပြီးတော့ကြော်ပါမယ်ပြီးရနဲ့ကျမကပစွန်ချောင်းနှစ်လေးလေးမှုေးလာပြီဆိုလို့ရှိရင်ရေလေးနည်းနည်းလေးထည့်ပါတယ်ထည့်ပြီးကျမဆက်ကြော်ပါမယ်အဲ့ချိန်မှာစီလေးပဲကြံုံလေးပဲဖြစ်တဲ့အခါကြာလို့ရှိရင်တော့ကျွတ်သွန်ဖြူကြော်ထည့်ပါမယ်ကျွတ်သွန်ဖြူကြော်ကတော့ကျမ ready made လေးကိုတုံးနေပါတယ်ရှင်ကဲရပါပြီကျွတ်သွန်ဖြူရွရွရရတာလေးနဲ့ပစွန်ချောင်းရတာလေးနဲ့ရမ်းစားလို့ကောင်းတဲ့ငပိကြော်လေးပါ